ပတ်ဝန်းကျင်မှာမကောင်းဆိုးပါတွေတေးလားမကောင်းဆိုးပါရှိရပေါ့ဒီကနေမိုင်းနက်10လောက်ဝေးတယ်မှားလေးတောင်မှလေမဲကိုရှိတယ်အဲ့ဒီမှာမျက်နှာမဲပရင်နေတယ်သူစီကိုတော့ဆရာတော်ကအသွားလာရှိတယ်ဗျဆရာတော်ကတည်ဆရာတော်ကကျုပ်သဘောပေါက်ပြီမင်းတို့ငါဆရာတော်ကိုတေချာစောင့်ရှောက်ရမယ်ဟုတ်ကဲ့စောင့်ရှောက်ပါဗျာမဲတော့မစိုးစင်းနဲ့နော်မြင်းမြူကိုလည်းအစာကျွေးရမယ်တခုခုများဖြစ်ရင်တော့လေဟုတ်ကဲ့စိတ်ချငါအကြောင်းကိုသိမယ်လာတော့ကြမယ်ကောင်းပါပြီဗျာတော့ကြမယ်လာတော့စမ်းပါဒီဘက်ယူလောက်အောင်ပြေးလို့ကြာသေချာလို့ဆိုရောဒီမှာလုံးယူအောင်နောက်တော့ယူအောင်လေတော်တော့ကဲစားစမ်းပါစားကြပါမနေ့ပန်းဆိုရင်ကျုပ်မွေးနေဗျဒီပဝန်းကျင်ကတောင်ဆောင်နေအားလုံးကိုဖက်ပဲသူတို့အားလုံးကိုငါရဲ့နေမဲကူထဲမှာအားလုံးရဲ့ရှင်မှာဝေးအောင်ပွဲလုပ်အောင်ဝေးအောင်ပွဲကျုပ်ညီလေးကိုမကွဲမွဲပဲပြောမယ်မနေ့ညတုန်းကပေါ့ရွှေရီကန်ကျောင်းတော်ရဲ့ကွမ်မေတော်ကျောင်းဆောင်ကနေငါကယေဒနာတစ်ခုကိုရလာခဲ့တယ်အခုအချိန်မှာတော့ကျုပ်လက်ထဲရောက်လာပြီပေါ့တော်တယ်တိတ်ကိုတော်တာပဲအကိုကတကယ်ကိုအစွမ်းထက်တာပဲဗျာဒီတော့တောက်ပါဟုတ်တယ်တောက်သုံးဆောင်ပါဟေးမင်းတို့တခိုးလေးတွေတင်ငါ့ကိုအခုပြန်ပေးစမ်းဆရာဟိုဖုန်းကြီးတခုတည်းကိုဝင်လာပြီပါစပ်ပိတ်တော့အကောင်ထိုးကြကွာထွက်အလုံးထိုးကြစမ်းကွာအကောင်တိုက်ကြ老生，ဒီမကောင်းဆိုးဝါကမိသွေးရောက်တာလားမိကျွနာလားမသိဘူးတကယ်ကိုမဲပြောင်းနေတာပဲမင်းကဘယ်ကလာတဲ့တန်ခါလဲကွာဒီနေရာလာပြီးမြရှောက်ပြောရတယ်ရှာမရှိပါနဲ့တင်ငန်းကိုသာငါ့ကိုမြန်ပြန်ပေးသမှာငါကတင်ငန်းကိုယူထားတာဘာဖြစ်လဲမင်းသာငါလက်ထဲကပြန်ရအောင်ကြိုးစားလိုက်ဦးခမရကျုပ်ရဲ့အကြောင်းကိုသိကျင်တယ်ပေါ့လေငါ့ကိုတင်ငန်းပြန်ပေးရင်ပေးမပေးလို့ကတော့လီမဲတောင်တစ်ခုလုံးကိုနှင်းပလိုက်မယ်အကုန်ပြားနေအောင်ကိုနှင်းချေပလိုက်လို့ရတယ်နောက်ပြီးမင်းရဲ့တစီတစ်မျိုးလုံးကိုဖြုတ်ပစ်လိုက်မယ်ဟဲမင်းကဘာကောင်မလို့စကကြီးတွေလာပြောရင်းနေရတာလေကွာလွန်ခဲ့တဲ့နှစ်900ကကောင်းကင်ဘုံတစ်ခုလုံးကိုပြောင်းဆက်အောင်မှွေခဲ့တဲ့ဆုံးဝူခုံးကွာလက်ဆက်တော့ကောင်းကင်ဘုံနမင်းရဲ့မြင်းတွေကိုထိန်းတဲ့မြင်းထိန်းသမားပဲအောက်ဆုံးစင်ကကောင်သူ့အစင်ကတန်းစီတာလောက်ပဲရှိတာကွာလာစမ်းပါ
ဟ